တင်းအိမ်မထဲမှာဒီချက်၃ချက်ထဲကခုခုကိုမြင်မှုပါလားအဲ့ဒါတင်းစီကိုကံကောင်းခြင်းတွေရောက်လာတော့မယ်တိတ်နမိတ်ကောင်းတွေပါပထမဆုံးနမိတ်ကတော့ဖျားကူရတာဖျားဆွန့်တော့ခဲ့ရတာမျိုးပါဒါတင်းရဲ့ကုသိုလ်ကံစားတာအရန်တက်နေတဲ့နမိတ်ပါတင်ချင်စီရတဲ့အလုပ်တွေအောင်မြင်တော့မယ်အပြင်ဘေးရန်နေတွေကနေလည်းကင်းဝေးပါလိမ့်မယ်ဒုတိယချက်ကတော့ရေကြီးကြီးမှရေချိုးရတာဒါမှမဟုတ်ရေကူးရတာမျိုးပါဒါဟာတင်းရဲ့စိတ်ဖိစီးမှုတွေယောဂဝေဒနာတွေကင်းစင်တော့မယ်အပြင်စိတ်အေးချမ်းမှုအစစ်မှန်ကိုရရှိတော့မယ်နမိတ်ကောင်းတစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကောင်းကင်ယံမှာပြန်တန်းနေရတာမျိုးပါဒါဟာတင်းရဲ့ဂုဏ်ထိပ်ကတက်လာတော့မယ်အလောက်ခိုင်မှရလို့တက်မယ်ဒါမှမဟုတ်လူအများရဲ့လေးစားမှုကိုရတော့မယ်နမိတ်ဖြစ်ပါတယ်ဒါပေမဲ့အိမ်မက်ဆိုတာတခါတရံမှာတော့ကိုယ့်ရဲ့စိတ်ဆွဲလမ်းမှုကြောင့်လည်းဖြစ်တတ်ပါတယ်မိတ်ဆွေတို့ရောအခုတလောဘယ်လိုမျိုးအိမ်မက်တွေမှလည်းကွန်မန့်မှာရေးခဲ့ပါဦး